မင်္ဂလာပါအခုကကြတော့စီဝေးလာတတ်တာပေါ့နော်စီဝေးလာတတ်တာဒီတစ်ခေါက်တော့ABM ကနေပြီးတော့အိမ်တလုံးငှားဖြစ်တယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့လူတွေကလည်းပါလာတယ်အဓိကတော့အေးနဲ့စီပါလာတဲ့ခါကျတော့တချို့ဟိုတယ်ရကြတော့တိတ်လက်မခံဘူးပေါ့နော်ဆိုတော့ ABM ကကြတော့တတ်တာတယ်လေလူတွေလည်းအများကြီးနေလို့ရတယ်တတ်တာတယ်ချက်စားလို့လည်းရတယ်နောက်အေးနဲ့စီလည်းလွတ်လပ်နေလို့ရပါဘောเนาะအဲ့ဒါလေးငါးဖြစ်တယ်ပေါ့ဆိုတော့ဒီနေ့မနက်ကကြတော့စီဝေးပွဲသွားရတော့မယ်ဆိုတော့မသွားခင်မှာသူတို့အစာကျွေးရပါဘောเนาะသူတို့နေရာကြတော့ထမင်းဆိုရင်ခရီးသွားရင်ထမင်းမစားဘာမှမစားအရင်စားလာမှသာစားရတယ်ပေါ့เนาะအဲ့နဲ့မသွားခင်မှာသူတို့ကျွေးကြည့်တာပြီးတော့အဲ့ကာလမှာလဲစီစီကသူတို့ယာတီဖြစ်နေတော့လေစီစီကမငြိမ်အဲ့လိုဖြစ်နေတာပေါ့နော်ဒါတော့လေအဲ့လမ်းဘေးနားမှာလေသူတို့နိုင်ငံကလေအဲ့လိုပန်းကလေးတွေအလှအပကြီးလုပ်တယ်ပေါ့နော်ဒါတော့ပွဲရောက်ပါပြီပွဲရောက်တော့ဒါလက်ဆောင်ရတာပေါ့နော်အဲ့ဆီမတော်ကလက်ခင်နေဒါနဲ့သူလက်ဆောင်ယူလာတာသူ့လေကအဲ့လိုလက်ဆောင်လေးပေးရပေါ့နော်ကိုကချစ်လို့ရှိရင်အရန်လက်ဆောင်ပေးချင်တာကွာဒါကတော့အမျိုးသမီးရဲ့ပစ္စည်းယူသွားပါတယ်လို့ဒါစီဝေးတက်နေရင်လည်းစားတာတောက်တာတော့ရန်ကောင်းတယ်ပေါ့နော် European food လာစားညာဆိုကိုကတိတ်ကြိုက်တာတိတ်ကြိုက်တော့ဒါမဲ့လာစားညာနည်းနည်းပဲစားခဲ့ပါတယ်လို့ဒါတော့ lunch ရောက်သွားပြီပေါ့နော်ထမင်းစားပြီးတော့ကြာတော့ coffee break ထမင်းစားပြီးတော့ကြာတော့အချိုတဲဖို့ပေါ့နော်သူထိုင်းမုံနေရကြလေအရင်ချိုတယ်လို့ခံစားရတယ်ဒါကတော့စိုးပုံညာရှင်မှာရောင်းနေအတုတ်ဒီမှာပါတယ်ပဲမုံပေါ့နော်ဆရာမတယောက်ရောင်းတာပဲမုံနေဝေလာခဲ့တယ်သူ့ပဲမုံကလေရန်ကောင်းတယ်အတုတ်တစ်ခုသူ့ပဲမုံထိလိုက်လို့ရှင်လေဘလို့အရသာရှိသွားမှမသိဘူးပေါ့နော်ဆိုစကားရစိုးပုံညာရှင်မှာဆိုရင်အတုတ်လေးကိုအများအားစားပြတယ်ပေါ့နော်ကိုကတုံအတုတ်တွေပါမကြိုက်ဒါတော့ဟိုတယ်ရဲ့9လွာဂါဒန်ပေါ့နော်ဆိုဒီလောက်အမြင့်ကြီးမှာသူတို့လေဂါဒန်လေးလည်းလှအောင်ဖန်တီးကြတယ်ဒါတော့ကိုယ့်ရဲ့စိတ်တွေဖြစ်လာတယ်ဆိုလို့ရှိရင်creative corner ပေါ့နော်အဲ့ဒါဆရာမတယောက်လက်ဆောင်ပြီးဖို့ဆိုပြီးဆွဲထားလိုက်တယ်ပြန်ပါပြီညနေရောက်သွားပါပြီညနေ9 နာရီကျတော့ပြန်ပြီပေါ့နော်ဒါတော့ grab ဆောင်နေgrab ဆောင်ရင်းနဲ့ကိုထက်မြင့်နဲ့ central မှာချိန်လာလို့သွားပါတယ်တယောက်တည်းဖိုင်ရဲစားလို့ဖတ်ထိုင်းစားပါတယ်လို့ဖတ်ထိုင်းရစားလို့ကောင်းဒါတော့ window shopping မှာတကယ်တော့ discount တွေချထားတာတွေ့ရမကြိုက်လို့လေပြန်ရောက်ပါပြီသူတို့နှစ်ယောက်လည်းလာကြုံနေရဖြစ်ပါတယ်လို့ bye bye